န်းကြီးရဲ့ဇာတိရရွှေဘိုမြို့သိခွန်ရွာကယောဂီတယောက်အကြောင်းပါပဲအဲဒီပုဂ္ဂိုလ်ဟာတရားလူလည်းမဟုတ်ပါဘူးဘုန်းကြီးရဲ့ဝမ်းခွဲအကူလည်းတော်ပါတယ်သူ့နာမည်ကဥဖို့ချုံသိခွန်ရွာမှာပထမဆုံးစပြီးတရားထုတဲ့ပုဂ္ဂိုလ်၃ယောက်ထဲကတယောက်ပါဝင်လည်းဖြစ်ပါတယ်သူတို့၃ယောက်ကတိုင်ပင်ပြီးပထမတစ်ပတ်မှာ9အားထုတ်ကြတယ်တော်တော်လဲရင်းရင်းဌာနအားထုတ်ကြပါတယ်ဒီနေ့ကိုကွန်းတရားနဲ့ဖိလိတလိသွားဖို့တောက်ဖို့ရည်ရွယ်ပြီးတော့သမထမ်းကျောင်းကိုယူလာကြတယ်ဒါပေမဲ့သူတို့မစားပြမတော့ဖြစ်တာနဲ့အဲ့ဒီကွမ်းရ9ခုနဲ့ဖိလိ9လိဟာ9ရက်စီလို့ကမ္ဘာကျောင်းကပြန်လာတဲ့အခါမှာအထုပ်အတိုင်းပဲပြန်ပြီးတော့ပါလာကြတယ်ဘယ်လောက်ပြင်းပြင်းထန်ထန်အားထုတ်တယ်ဆိုတာအဲ့ဒါကိုထောက်ဆကြည့်ရင်သိနိုင်တော့ပါတယ်အားကြစရာလည်းကောင်းပါလေဒီလိုပြင်းပြင်းထန်ထန်အားထုတ်ကြတဲ့အတွက်သူတို့ဟာအားထုတ်လို့3ရက်လောက်ကြာတဲ့အခါမှာယုံနာအဖြစ်အပျက်ကိုမြင်တဲ့ဥရိယဗျာညာကိုရောက်ပြီးတော့အယောင်လင်းတွေပိဋိပတ်တာတွေကိုတွေ့ရလို့အလုံးမင်းဝမ်းသာနေကြတယ်အသက်30ကျော်40ဒီသက်ရွယ်ရောက်မှတို့ဒီတရားတွေ့ရတယ်ဆိုပြီးတော့ဝမ်းသာအားရနဲ့သူတို့တွေ့ပုံတွေကိုဘုန်းကြီးပြောကြတယ်သူတို့ကပထမဆုံးအားထုတ်တဲ့လူတွေဖြစ်တဲ့အတွက်ဝမ်းသာနေခြင်းနဲ့နေကြပါစေတော့ဒီလိုနှလုံးသွင်းပြီးတော့ဘုန်းကြီးကလည်းပဲမမြဲမှနေကြဖို့ညွှန်ကြားခဲ့ပါတယ်ဝမ်းသာတာတွေကိုမှတ်ပြီးတော့ပယ်ဖို့တော့မပြောခဲ့ဘူးဒါကြောင့်သူတို့လည်းပဲနောက်4ရက်ဆက်ပြီးအားထုတ်ပေမဲ့လို့ဝမ်းသာတဲ့စကားကမတက်ကြဘူးရေအနည်းငယ်နာပြီးတော့နောက်တစ်ပတ်ဝင်ပြီးတော့အားထုတ်တဲ့အခါမှာခုနကပြောခဲ့တဲ့ဝမ်းကပဲအကိုဖြစ်တဲ့ကိုဘိုးချုံဟာသင်္ကန်းညာအဆင့်ကိုသူရောက်လာတယ်အဲဒီတော့သူ့မှာဖောင်းနေပိန်တယ်လို့သာမှတ်နေရဝါမိုက်ပုံသဏ္ဍာန်ကိုလည်းမတွေ့ရဘူးကိုကြီးလည်းပြောင်းနေလို့ကြီးမှရှိပါသေးရဲ့လားလို့လက်နဲ့တောင်မှသူကစမ်းကြည့်နေသေးတယ်ပြီးတော့မြင်တိုင်းတွေ့တိုင်းလဲတရွရွနဲ့ပြည့်နေတာတွေကိုကြည့်တွေ့နေရတယ်မြေကြီးကိုကြည့်လိုက်ရင်လည်းတရွရွနဲ့ပြည့်နေတာကိုတွေ့ရတယ်ဘေးပင်တွေကိုကြည့်လိုက်ရင်လည်းတရွရွနဲ့ပြည့်နေတာကိုသာတွေ့ရတယ်အဲဒီလိုအကုန်လုံးတရားရွနဲ့ပြည့်နေတာကိုကြည့်တွေ့နေရတော့သူမူလကမှတ်ထင်ထားတာနဲ့မကြိုက်ဖဲဖြစ်နေလို့သူကဒီလိုစဉ်းစားတယ်အဲလိုလဲဆိုတော့မြေကြီးသစ်ပင်တုံးတိုင်အစရှိတဲ့ဗဟိတဥရုဇယုတ်ကျမ်းတွေကိုဒီလိုခဏမစဲပြည့်နေတယ်လို့သူကမထင်ခဲ့ဘူးမတန်ကြာမှသာပြည့်တယ်တော်တော်ကြာအောင်တည်ရနေတဲ့ရာဟုထုတွေပဲလို့သူကဒီလိုစောစောကယူဆထားတယ်ဒီလိုယူဆရှိနေတာတည်းကဝိပဿနာရှုလို့ဝိပဿနာဉာဏ်ကနည်းနည်းမြန်မြန်ကြီးဖြစ်ပြီးတော့မှီးလာတဲ့အခါကာလကြတော့ပြေးပြီးပြဲနဲ့မပြတ်ဖြစ်ပြနေတာကလေးတွေကသူ့မှာအထူးမရှိရမစင်ရပဲနဲ့အလိုလိုထင်ရှားလာတယ်ဒီနဲ့ပြက်နေတာလေးတွေကိုသူ့လိုလိုက်ပြီးတော့သိနေတယ်ဒီလိုအလင်းမြန်ပြက်ပြီးမမြဲတဲ့သဘောတွေထင်လာတော့သူ့စိတ်ထဲမှာမူလကယူဆထားတာတွေနဲ့ကြောင်းညာဖြစ်နေတာပေါ့ဒါနဲ့သူ့စိတ်ထဲမှာလောလောဆယ်ဝိပဿနာရှုနေခြင်းထင်တာတွေကပဲမှားနေလိမ့်သလားသို့မဟုတ်မျက်စိကပဲဝိုးရဝါဒများဖြစ်နေတာလေလားလို့သံဃာဖြစ်လာတယ်ဒါကြောင့်အဲဒီဥပုသ်ချုံကဘုန်းကြီးကိုမင်းများလျှောက်ထားတယ်ပြီးတော့ဘုန်းကြီးကဖြည့်ရှင်းပြီးတော့ပြောရတာပေါ့အဲဒီလိုတွေ့တိုင်းမြင်တိုင်းတရွရွတရေရိနဲ့ထင်းနေတာတွေဟာအမှန်တွေကြီးပါပဲအသိဉာဏ်တွေကများလာတဲ့အခါကာလကြတော့အထူးမရှိရဘဲနဲ့တွေ့တိုင်းမြင်တိုင်းဖြစ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြောက်လိုက်နဲ့ဒီလိုပဲပိုင်းခြားပြီးတော့သိလာတာပါပဲဒီလိုထင်တာသိတာတွေဟာအကုန်လုံးအမှန်ကြီးပါပဲလို့ပြောရတယ်အဲဒီဥဖို့ကျွန်ကနောက်မကြခင်ပဲဝိပဿနာဉာဏ်လေးအစဉ်တိုင်းတည်းပြီးတော့ဝိပဿနာဉာဏ်ပြည့်စုံတဲ့အခြေအနေကိုလည်းသူဖြစ်ပုံတိုင်းပြောပြပါတယ်
အခုတော့သူလည်းမရှိကြပါဘူးဘယ်လိုတော့ပါတကယ်သိညာပြီးတော့ညာမိလာတဲ့အခါမှာခန္ဓာမစဲဖြစ်ပြနေတာတွေကိုမတွေးမဆရဘဲနဲ့ရှုမှတ်နေုံများနဲ့အလိုလိုသိနိုင်တယ်ဆိုတာအဲဒီဥပုချုံရဲ့သစ္စုပ္ပန်ဝတ္ထုဖြင့်ထင်ရှားပါတယ်ညာကတကယ်ထက်သန်လာပြီဆိုတော့မူလကယူဆထားတဲ့အထင်မှားပြီးမှားတွေကိုသွမ်းမိုးပြီးအမှန်တိုင်းသိလာတော့တာပဲညာကဒီလိုသာသိနိုင်တဲ့အစွမ်းတတ်တည်မရှိဘူးဆိုရင်နိစ္စဒုက္ခအနတ္တအမှန်တရားတွေကိုအခုလူတွေမှာအမတန်ပဲသိဖို့ရခက်နေမှာပေါ့။ဘာကြောင့်လဲဆိုရင်ပဂတိလူတွေကမြင်တာကိုလည်းတစ်ဆက်တည်းအမြဲမြင်နေတယ်လို့ထင်နေကြတယ်။ကြားတာကိုလည်းတစ်ဆက်တည်းအမြဲကြားနေတယ်လို့ထင်နေကြတယ်။သိတာကိုလည်းအစဉ်သာဝရသိနေတယ်လို့ထင်နေကြတယ်။မြင်ရကြားရသိရတာတွေကိုလည်းအစဉ်သာဝရကြံတဲ့တည်နေတယ်လို့ထင်နေကြတယ်။အမှန်ကတော့ဒီလိုမဟုတ်ဘူး။မြင်တာတွေဟာမြင်ပြီးရင်ပျောက်သွားတာကြီးပဲ။နောက်ထပ်မြင်လည်းအသေးပဲ။နောက်ထပ်မြင်တိုင်းအသေးကြီးပဲ။တစ်ဆက်ကလောက်တော့ဒီရနေတာမရှိဘူး။ချက်ချင်းပျောက်သွားတာကြီးပဲ။ကြားတာပြီးတာတွေလည်းကြားတိုင်းပြီးတိုင်းအသေးသေးကြီးပဲ။အဲ့ဒါတွေကိုပဂရိစိတ်ပဂရိညာနဲ့ဆင်ញင်လို့တော့နည်းနည်းကြကြသဘောကျဖို့ခက်ပါတယ်။ဒါပေမဲ့จิตတိုင်းကိုရှုမှပြီးပြီးတဲ့ဝိပဿနာဉာဏ်ကတော့ပါတိကောင်းပါတယ်မူလကရှိနေတဲ့အထင်မှားပြီးမှားတွေကိုသူ့လိုဖြည့်ဖြက်ပြီးတော့အမှန်တိုင်းသိလာပါတယ်ခုနကပြောခဲ့တဲ့အတိုင်းဉာဏ်တွေကိုအထူးမရှိပါဘဲနဲ့လဲဒီကြိမ်နဲ့ပြည့်နေတာကိုသူ့လိုသိလာတတ်တယ်စိုက်ပြီးရှုမှတ်နေရင်လဲသမင်ချင်းပြက်သွားတာကိုသိနိုင်တယ်။မြင်လာတဲ့ကြားတာကပိုးပြီးသိလို့တတ်တယ်။ကြီးတွေခွေးတွေကြီးတွေဩနေရင်ပဂရိလူတွေမှာတော့အတန်ရှည်ကြီးလို့ထင်ရတယ်။အမှားပညာရှင်းနေတဲ့ယောဂီမှာတော့တစ်ပိုင်းစီပြက်ပြီးတော့ထင်တယ်။တဏနဲ့တဏကြားနဲ့ကြားမယုံအပြအတူကလေးတွေဖြစ်ပြီးတော့ထင်တယ်။သူတို့ဘာစကားပြောတာတွေသိချင်းတန်တွေကိုသူးစားပြီးမှတ်နေရင်အဲ့ဒီတန်တွေဟာအပြတွေဖြစ်ပြီးတော့ထင်တယ်။ဒါကြောင့်ဒီလိုရှုမှတ်နေတဲ့ယောဂီမှာဘာမှအနဲ့အိပဲမရဘူး။ဘာရစရာလည်းမထင်ဘူး။မုန်းစရာလည်းမထင်ဘူး။ကြားလိုက်ကြောက်လိုက်ကြားလိုက်ကြောက်လိုက်နဲ့ပျောက်သွားတဲ့သဘောကြီးထင်နေတယ်။ဒါကြောင့်မမြဲတဲ့သဘောပဲသူ့ဟာသူရှင်းပြီးတော့သိပြီးသွားပါတယ်။မမြဲတာတွေကြီးပဲလို့ရှင်းပြီးပြီးမှတော့ပြက်လိုက်နဲ့မပြနှိမ့်ဆက်နေတဲ့နှိမ့်သက်သာယာပွဲမရှိတဲ့တရားပဲအာကိုစရာဘာမှမရှိဘူးဘယ်ချိန်မဆိုသိပြနိုင်လို့ကြောက်စရာပဲဆင်းရဲတွေကြီးပဲလို့ဒီလိုလည်းပဲသိမြင်သဘောကျသွားပါတယ်ဘယထေနဒုက္ခံဘယထေနကြောက်စရာကောင်းသောနယ်သဘောကြောင့်ဒုက္ခဆင်းရဲပဲခဏမစဲဖြစ်ပြနေလို့ကြောက်စရာကောင်းပါတယ်ဒီကိုကြီးဟာတော်နဲ့မသေးနိုင်မပြတ်နိုင်ဘူးအကြာကြီးအသက်ရှင်ပြီးကြီးနေတဲ့အခိုင်အမာကြီးပဲလို့အရင်ကထင်ခဲ့တယ်။ဒါကြောင့်ဒီကိုကြီးကိုအာကိုစရာကြီးနေနဲ့ထင်ခဲ့တယ်။အခုဝိပဿနာရှင်တွေ့ရတာကတော့ခဏမစဲဖြစ်ပြနေတာကြီးတွေ့နေရတယ်။ဒီတော့ပြည့်သွားတဲ့ယုံနာနေအတွက်အသေးထပြီးမဖြစ်လာရင်ဘယ်ချိန်မဆိုသိနိုင်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ဘယ်ချိန်မဆိုသိနိုင်တဲ့ဒီယုံနာတွေကိုငါကောင်ကြီးအထေကိုကြီးလုပ်ပြီးအာကိုနေရတာဟာသိမိနေတဲ့တိုက်အိုကြီးတဲ့ဝင်းနေရတာလိုပဲသိကြောက်စရာကောင်းတာပေါ့။ဒါကြောင့်လျာထေနာကြောက်စရာကောင်းသောနယ်သဘောကြောင့်ဒုက္ခဆင်းရဲပဲလို့ဒီလိုအသိဉာဏ်တွေလည်းဖြစ်ပေါ်လာပါတယ်တဲ့ခန္ဓာမစဲဖြစ်တဲ့နေတဲ့တရားတွေဟာဘာမှနှိမ့်သက်စရာသာစရာအာကိုစရာမရှိဘူးမကောင်းတဲ့တရားတွေဆင်းရဲတွေကြီးပဲလို့ဒီလိုထင်မြင်သဘောပေါက်လာတယ်လို့ဆိုလိုပါတယ်ပြီးတော့ကိုယ်လိုအတိုင်းမဖြစ်ပဲသူသဘောအတိုင်းသာ
ဖြစ်နေတာတွေကိုတွေ့ရတယ်အရင်တုန်းကတော့ကိုသွားခြင်းသွားကိုထိုင်ခြင်းထိုင်ကိုထခြင်းထကိုမြင်ခြင်းမြင်ကိုကြားခြင်းကြားကိုလှုပ်ခြင်းရလို့ကိုယ်သဘောအတိုင်းဖြစ်နေတယ်လို့ရှင်းနေခဲ့တယ်ယခုရှုနေတွေ့ရတာကတော့ဒီလိုမှမဟုတ်ပဲယုံနဲ့နာသူတို့နှစ်ခုဟာအတွဲလိုက်သူဟာသူဖြစ်နေတာကိုပဲတွေ့ရတယ်ပြီးတော့ကိုယ်ရင်တဲ့စိတ်ရှိမှကိုယ်ရုပ်ဖြစ်လာတယ်ဆန်းရင်တဲ့စိတ်ရှိမှဆန်းရုပ်ဖြစ်လာတယ်ဒီလိုသူကြောင်းရှိမှသူဖြစ်လာတာကိုလည်းတွေ့ရတယ်ပြီးတော့မြင်ကြရှိမှမြင်တယ်မြင်ကြရှိရင်တော့မမြင်လို့ကိုမရဘူးမြင်သွားတော့တာပဲကြားစရာရှိမှကြားတယ်ဝမ်းသာစရာရှိရင်ဝမ်းသာတယ်စိတ်ပူစရာရှိရင်စိတ်ပူတယ်အဲ့ဒါတွေလဲသူတို့ဆံရအကြောင်းကရှိနေလို့ရှိရင်ဖြစ်သွားကြတော့တာပဲမဖြစ်အောင်ဘာမှမတတ်နိုင်ဘူးအဲ့ဒါတွေကိုလည်းတွေ့ရတယ်ဒါကြောင့်သူ့အကြောင်းနဲ့သူဖြစ်ပြနေတဲ့သဘောတရားလေးတွေပဲကိုယ်လိုတိုင်းဖြစ်တာရဲ့လို့ဘာမှမရှိဘူးကိုယ်လိုတိုင်းဖြစ်ပြီးအစဉ်သာဝရသက်ရှင်နေတဲ့အသက်ကောင်အတ္တကောင်ငါကောင်ဆိုတာဘာမှမရှိဘူးသူခိုက်တာနဲ့သူဖြစ်ပြနေတဲ့သဘောတရားကြီးပဲဆိုတာကိုရှင်းရှင်းအလိုလိုသဘောကျလာတယ်ဒီလိုအပြီးရှင်းအောင်လို့ပဲရှိရတာဝိပဿနာရှိရမှဒါတွေကလိုရင်းပဲဒီပြင်ပီတိပါဒတိတွေအကြောင်းလင်းတွေဒီလိုဝမ်းသာစရာတွေကိုလည်းသူညာနဲ့သူတော့တွေ့သွားမှာပါပဲဒါပေမဲ့အဲ့ဒါတွေကတော့လိုရင်းနေမဟုတ်ပါဘူးရှုတိုင်းဖြစ်လိုက်ပြက်လိုက်နဲ့မမြဲဘူးဆိုတာကိုသိဖို့ရယ်ဒီချင်းပြက်ချင်းကမပြတ်နှိမ့်ဆက်နေလို့ဆင်းရဲကြီးပဲဆိုတာကိုသိဖို့ရယ်သူသဘောအတိုင်းသူဖြစ်ပြနေလို့အနတ္တပဲဆိုတာကိုသိဖို့ရယ်ဒါတွေကလိုရင်းနေပါပဲအဲ့ဒီလိုရင်းဖြစ်တဲ့အနိစ္စဒုက္ခအနတ္တအသိဉာဏ်တွေဟာရှုနေုံနဲ့ပဲကျင့်သွားတယ်လို့ဆိုလိုပါတယ်ဒါကြောင့်စိတ်တိုင်းမှရှုယုံနာစုစွဲမှုကင်းပြောက်သည်မမြဲစင်ရဲသဘောပဲညာနဲ့ရှင်းတော်သည်လို့ဆောင်းမှုကဆိုတာညာနဲ့ကိုယ့်ဟာကိုယ်ပဲရှင်းသွားမှာနော်သူများပြောလို့ဟောလို့သဘောကျရတာယုံကြည်တာကိုပြောတာမဟုတ်ဘူးအခုအာထုဘာသာပုဂ္ဂိုလ်တွေကတော့ကိုယ်မှာဒီလိုမရှင်းသေးလို့ရှိရင်ငါဒီညာအဆင့်ကိုမြောက်သေးလို့ပဲလို့သာအောင်းနေပြီးတော့ရှင်းအောင်လည်းအာထုဖို့သူများရှင်းရင်ကိုယ်လည်းရှင်းရမှာပေါ့အားငယ်စရာမရှိပါဘူးဒါကအာထုလိုက်ရင်မကြပါဘူးရှုနေရင်ပဲခဏမစက်ဖြစ်တယ်နေလို့မမြဲဘူးဆင်းရဲပဲသဘောတရားမျှပဲလို့ဒီလိုရှင်းလာပါလိမ့်မယ်ဒီလိုမမြဲဘူးဆင်းရဲပဲသဘောတရားမျှပဲလို့အသိဉာဏ်ရှင်းသွားတော့ရှုမှတ်မိသမျှအာယုန်တွေကိုမြဲတယ်လို့လည်းမဆွဲလာတော့ဘူးချမ်းသာတယ်တင့်တယ်လှပါတယ်ကောင်းတယ်လို့လည်းမဆွဲလာတော့ဘူးအတ္တကောင်အသက်ကောင်ငါကောင်ပဲလို့လည်းမဆွဲလာတော့ဘူးအစွဲလန်းတွေအကုန်ကျင်းသွားတယ်ဒီလိုအစွဲလန်းတွေကျင်းသွားတော့ဘာဖြစ်တယ်လဲဆိုရင်အရိယာမဲနဲ့ကိလေသာငြိမ်းပြီးနိဗ္ဗာန်ကိုဆက်ရောက်သွားတယ်ဒါကြောင့်အနုပါရိယံမစွဲလန်းလင်နာပရိဒသတိမစားလောင်မတောင်းတာအပရိဒသံမစားလောင်မတောင်းတာလင်သစ္စတေညေဝပရိနိဗ္ဗာယတိအလိုလိုပင်ကိလေသာငြိမ်းသည်ဖြင့်ငြိမ်းအေးလေတော့ဤလို့မြတ်စွာဘုရားဟောကြားထားပါတယ်ဒါကြောင့်သွဲမှုကင်းပြောက်မလန်းပေါက်ဆက်ရောက်နိဗ္ဗာန်ပြီလို့အောင်ဘုရားဆိုထားတယ်ရှုတိုင်းရှုမိတဲ့အာယုံမှာအနုတ္တိယမကိန်းဘူးဒါကြောင့်သွဲမှုကင်းတယ်မြင်ရမှာလဲဆွဲလာမှုမရှိဘူးကြာရမှာလဲဆွဲလာမှုမရှိဘူးနာယစာယတွေ့ထီယကြံတိယတွေမှာလဲဆွဲလာမှုမရှိဘူးသူခိုက်တာနဲ့သူဖြစ်ပေါ်ပြီးကြောက်ကြောက်သွားလို့မမြဲဘူးလို့သာထင်တယ်မြဲတယ်လို့ဆွဲလန်းစရာမရှိဘူးပြလိုက်နဲ့ဒီပြမှုကမပြနှိမ့်စင်နေလို့မြဲကြီးပဲလို့သာထင်တယ်ချမ်းသာတယ်ကောင်းတယ်လှပါတယ်တင်းတယ်လို့ဆွဲလန်းစရာမရှိဘူးသူသဘောအတိုင်းသူဖြစ်ပြနေတဲ့သဘောတရားကြီးပဲလို့သာထင်တယ်တစ်သက်လုံးတစ်ဘဝလုံးသက်ရှင်ပြီးတည်နေတဲ့အတ္တကောင်အသက်ကောင်ငါကောင်ပဲလို့ဆွဲလန်းကြမရှိဘူးဒီလိုအသိဉာဏ်ထဲမှာရှင်းသွားရင်
ဒီလိုသိညာရှင်းတော့ဆွဲလာမှုတွေလည်းကျင်းသွားတယ်ဆွဲလာမှုကင်းတော့အရိယာမဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတာပေါ့